那锅干呢？锅嘞也下了，现在嘞，扒嘞，过来扒。我出来一干呢，搞嘛嘞，那边瞧嘛，干来的。我出来个，比嘛，都干那一来问呢。什么个不掉？哎，不弄没干比了，搞了。掏真的不弄了，好了啦。好嘞，哦，但我批发那边的话，他们他的不弄的呢。掏真的。是呗。我都没有那味道，俺都没有干。အခုတော့မကန်ဘူးခုတည်းထီးမထီးဘူးလေဗျာ အေးလို့6သိန်းတန်ဘောလုံးဖီဖာတစ်လုံးဖီဖာတစ်မျိုးဟာသူတို့ထောက်ပံ့တာလေယူနီဆက်ကလည်းတစ်မျိုးထောက်ပံ့တာရှိယူနီဆက်နော်ဒီဘက်ကတော့မြင်ရမှာမဟုတ်တော့လေမလေးလေမလေးဒီမှာလေတာဘလုံးစကန်ဖို့อ่ะ4တန်းနဲ့3တန်းနဲ့စကန်ဖို့อ่ะ3တန်းနဲ့ကန်တော့ပထမတော့လေ4တန်းတော့ကြောလို့အစိမ်းနဲ့ဆုံးလို့မှာကွာကြည့်မလို့ပတိတိတော့စီးနေဟောကမင်းကလေးအနီသေးနဲ့လိမ်မလေးနဲ့ကမ်းမှာဟိုမောင်သေးကဝင်နေ ဒီကတော့ချိုလေးနေတယ်ဆရာကြီးဟာဟုတ်တယ်ဟာအိုးအဲ့လေကြောက်ဟုတ်တယ်ညာဘက်မှာလွတ်တယ်ညာဘက်ကတယောက်လွတ်တယ်ဟုတ်တယ်အာဟုတ်တယ်ဟာဟုတ်တယ်အပေးယူလေးနဲ့ဟုတ်သွားပြီနံပါတ်6ပဲဟာအိုးနံပါတ်6ကလည်းနေရာယူရမှန်တယ်ဟာလုံးပြန်ဟိုဖျားကြီးကျောင်းလိုက်မရှိတော့အားပေးလိုက်လို့မရှိဘူးနော်အေးဟုတ်တယ်โอ้ကန်တယ်လာဖျားကြီးဖြည်းဆော့နံပါတ်6နေရာမှန်နေပြန်ရောဘောလုံးကသူ့စီရောက်လာဖျားကြီးဖြည်းဟုတ်တယ်အပေးယူကတော့ဟုတ်နေတာပဲအပေးယူနေသွားတာဟုတ်တယ်ပေးရယူတယ်ဟုတ်တယ်ဟာလာဟာကိုဟုတ်တယ်လာထီရွားတာတော့တော်တော်လေးကိုဟာဖះကြီးထိပြန်ပြီဟိုတယောက်နဲ့တယောက်မရှောင်နိုင်ကြအောင်လဲချိုးတော့လေဘောလုံးလမ်းကြောင်းမသိတော့လေငါတို့လူကြီးတွေဆိုရှောင်နိုင်တယ်သူ့လမ်းကြောင်းကိုသိရကိုလမ်းကြောင်းကိုသိသူ့လမ်းကြောင်းကိုကဝင်ဖြတ်လို့ရှိရင်ဖောင်းတယ်နော်နော်ပုံစံဟော6ရောက်ကံမျိုးတော့မပြည့်နေလို့နော်အဲ့နေမှာတလို့ကိုချီလဲလဲမှာနော်ကိုချီလေးလာမှာနော်ဘလို့သူဝိညာဉ်တာရှိဝေကူလာတာအဲ့ထဲဝေကူတော့တာတယောက်ဆူမှာကိုချင်းလဲမှာတကူပြီးတကူဆူမှာဟာ
ဖနာယူကြပြီ နမကော ဟမ် နမကော ရုပ်ခုံးကန်ခဲ့ပြီလားဒုက္ခပါကွာ ဖုန်းမပါခဲ့ဘူး စားရပါလားဆုံးမကလေးဆောက်လေးပါလို့ယူကလေးဒီလိုစီတော့ဒီ အိုးဖျားကြီး ဟောဒီနေရာလေးကောင်းတယ်နော် ဟုတ်လား ဟုတ်တယ် ရောငါဆင်းခဲ့မယ်ကောင်းတာသေးကြလား ဒါလေ ဒီကြတော့ငါဆင်းခဲ့မယ် ဆရာဘိုင်းဒီပါ ဖျားကြီးဖျားကြီးဖျားကြီးအိုးကိုကိုလားအိုးโอ้ကိကတော့ကောင်းတယ်ကွာဟုတ်တယ်အာဘောလုံးခွင့်ရတော့ သူကြောင်းတော့လားဟမ်ပါနနန အာပေါက်လာပြီဟာအေးပြန်ဆယ်လားဟုတ်တယ် ဟုတ်တော့ပုံတွေ့ရကောလေအောက်ရှင်းနေချင်တော့အပေါ်တက်လက်ချင်တော့ခက်သွားပြီ ဩဟုတ်တယ်ဟာဟောရိုက်ခိုင်းတဲ့လူရှိလို့ဒီပွဲကို ဘူးလေ ငယ်ချင်းတရားမဟုတ်ကွာကိုမင်းမင်းရှိလားဒီလားဟုတ်ပါရဲ့ 17နာရီ အဲ့ဒါမင်း 17နာရီအတိပဲ10မိနစ်ပဲအိုးလူကြီးဟာဟိအောင်ကြီးဟာနဘက်ကြောင့်နေရာယူကောင်းတယ်ဟာဟိအောင်ဟာဘေးဟာကြီးရေဝတ်နေလို့ဟာနမင်းနဘက်ကြောင့်ကောင်းတယ်နော်အိုးတိုက်စက3ယောက်လောက်ကိုထားတာမစိုးဘူးကသူတို့ကစားကွက်နဲ့စော့နေ ဆက်လေး တိုက်စစ်မှာ3ယောက်လောက်ရှိတယ်ကွန်းလေတွေကလည်းအဖြတ်ကောင်းတယ်မစိုးအိုးအိုးရောင်ကြီး ပေါင်ကြတဲ့တော့ဝင်ရနော် ကောင်းတယ်ဟာတဲ့လားဘလုံးယူရာစားအေးယူရာစားကောင်းတယ်ဟာပေးလိုက်တော့အိုးဖေးကြီးအာထဲ့ရီအော်ဖေးကြီးအော်ဒီဘက်နံပါတ်6ကလွတ်နေဗျစီအောင်တော့9နိုင်โอ้ မကြမ်းမကြောဘူးတလားအရင်ကတည်းက ဟုတ်တယ်ဟာရောပြီးယူနေအပေးယူတော်တော်များများလောက်လာပြီဗျဒီဝါးလေးလိမ်မောဟုတ်တယ်နော်ဝါတုံးနေဆိုတော့ချော့ပြတ်တလားပဲ ဟုတ်တယ်ဟာပေးโอเคကောင်တာပေါက်လာဒီဘက်နံပါတ်6ကျလွတ်နေ
လုံးဝစ်သွားအာ အဲ့လွှရတခုတအားဆိုးရနော် ဟာဟုတ်တယ်အရင်ရေးဟဟောအဲ့ဒါစကေးတစ်ခုပဲနော် ဟမ် စကေးတစ်ခုပဲလို့ခုနလှည့်ထွက်တဲ့ကွက်ကဖိပြီးတော့ ကျွန်တော်ကဘယ်လောက်လဲမသိဘူးတွေ့ခဲ့ အာဖះကြီးဟာ နက်ခူကွာငါလား โอ้ဟာတွန်းနေတယ်ဖះကြီးโอ้ โอ้ ဟာ ကဲ ဟုတ်တယ် ကန်တော့ပါလေ ဒိုင်မမို့ဆွဲတော့ဆွဲကန်ဟုတ်တယ်ဆွဲပြီးတော့ကောင်းတယ်ဗျအလဲမှာတယောက်โอเคโอ้ဖះကြီးပြီးအာဟုတ်တယ်ဟာအာလာအဘေးယူနေသွားတာဟေ့အောင်ရေအဘေးယူနေမကျွန်းစင်းနဲ့ကွာကျွန်းပြီလားမသိဘူးဟုတ်တယ်ကျွန်းသွားပြီဘာမှမဖြစ် ဟမ် ဘာမှမဖြစ် ဟုတ်လား ဘာမှဖြစ်ပါဘူးအဲ့လောက်နဲ့ ဒီကွာကွာညီမလည်းမထွက်လားမနဲ့နားလေ နားတယ် နားလေ ဟာအဲ့ဒါတော့မင်းညက်နေကန်နေသေး ကွန်ထွက်မလား ဒဏ်ရာရှိရင်မကန်နဲ့လေနားလေ ကွာတွေ့လားဒီမိုင်းထွက်နေ နှစ်ခုလုံးကိုဖြစ်တာ ငယ်တဲ့ကလေးဖြစ်နေတယ်အဲ့ ဒဏ်ရာရရင်မကန်နဲ့လေနားရ မကြည့်ဒီမှာချလာမလဲကွာမကြည့်ဒီမလို့ အာဖေးကြီးဆွဲဟိုးကောင်းတယ်ဟာ ကျွန်တော်မ6ယူပြီ ဟုတ်တယ်ကနံပါတ်6လဲကောင်းတယ်နံပါတ်3လဲကောင်းတယ် အပေးယူကောင်းတယ်သူတို့တင် ကောင်းတယ်ဟာပြီးဘူးကောင်းတယ် စကီးမရှိတာပဲနော်ဒါမှသူမင်းကလေးဆိုစကီးတော့ရပါတယ်နော် အဲ့လိုဆိုရပြီလေဂိုးအာလာလဲကွာ ဟေးသူကအစာကျော်ဒူးနေတိဆိုလဲကလေးကန်နာဆိုတော့အဲ့ဆိုရက်လိုက်ပြီ တိုက်စစ်စင်တာမစိုးဘူးဟာဟိုဘာမနံပါတ်6ကလွတ်နေပြန်ရောမပေးတဲ့လူမရှိလို့လား ကျောင်းလိုက်ထွက်လိုက်ချလား ဟုတ်တယ်ဟာတသင်းလုံးလောက်လို့ကိုကောင်းနေဟာ ရှောင်းမီကလိုက်တော့ဘလို့မခံဘူးပါကိုစုံအားနေနော်ရှေ့တဲ့တာနေ ဟာတန်ရတော့လားဟုတ်တယ်ဟာโอ้ဖေးရေဝတ်တယ် ဟာတူးနေပဲ ဒီဘက်ကိုကြည့်ဒီဘက်မှာတယောက်လွတ်နေတယ်အိုးရေဝတ်ပြန်ပြီဟာဘလို့မောက်ပေးမြောင်ကြီးရှည်ရတယ်ပြေးပြီဟုတ်တယ်ဝေးသေးတယ်ရှစ်ဆွဲအောင်ကိုကစ်လို့မရသေးဘူးရှစ်ဆွဲအောင် ကွာအမေဝါဖက်လေအဖက်ကိုအဲ့အင်းနဲ့မလားမဆောက်တယ်မနော် ဖေး ဟိုအင်းကြီးလေနော် အာ အဲ့မှာဒီဘက်ဆောက်ရင်အဲ့ဘက်မှာပူစင်ကွေးလို့မိုက်နော် နံပါတ်9အော်နံပါတ်6အော်ကျွံမြန်ပြီလားကျွံမြန်ပြီဟာ तू ကဘယ်လိုပြော အဲ့ဒါမကြီးဖုံးကလောက်လို့ရအကောင်းကြီးနော် အေးလို့ तू ကဘယ်လိုပြောအဲ့လိုနေရတယ်ဆိုလို့ရှိရင် तू ကမလို့လေလို့အားကစားကွန်ဆောက်ပြီးတတ်တယ်လေဒါတော့ရှေ့လူကြီးတွေအမျော်မြင်နေလို့ဖြစ်မှာပေါ့နော်အဲ့လိုဆောက်လိုက်တယ် အဲ့ပူစင်ကွေးတော့အရှိရင်နော်အဲ့ဆိုမှန်းကြီးရလို့လေတိုးတက်တာ အမှန်ညီလေးကိုကြီးပြောပြမယ်ခုဒီဝက်ကြီးစင်ဆောက်ရင်အောက်ကဆောင်းနေလို့ရတယ်လေအကမှုနေလို့ရတယ်ဝက်ကြီးစင်ဟိုးနေရဆိုဆောက်လို့နည်းနည်းပါးပါးရတယ်အဲ့ဒါဆောက်လိုက်အေးတခန်းစဒီဆောက်ဦးကိုဖျက်ပြီးတော့ဘာဖြစ်လို့လဲဆိုတော့အောက်မှာအကမှုနေလို့ရတယ်ကွာကစားသမားတွေလည်းနေလို့ရတယ် ဒါပေမဲ့အဲ့မလို့ဒီလည်းမကြီးအနာမကြီးဖုံးမနေရပါလို့မှာနော်
အဲ့မပူစင်ကိုလေးကောက်ကောက်လေးလောက်ထိုင်အစီမနော်ပူစင်လေးလေဟိုနော်ကွာပူစင်လေးမကန်ဘူးကောကန်မလား ကံမှုလေ ဘယ်လိုကန် ဟုတ်တယ်နံပါတ်9ဟုတ်တယ်အာလာအဲ့ကြည့်လို့မရတော့ ရတယ်ဒီထဲမှာ15မိနစ်ပဲရှိသေး15မိနစ်ပဲလေ ဖေးမလွတ်တယ်လူရှိနေ မင်းကလေးဘော်လီချင်းအဲ့တိုက်မိနိုင်တော့လို့ကောနော်အဲ့ရောကြောက်တယ် โอ้ยအောင်လွတ်ပြန်ပြီ ကြောက်ကြလေးလေဥတွေပဲကြောက်တယ်နော် မချောက်ရနေရာကြီးကောင်းနေဟာဟုတ်တယ်ဟာထိန်းနိုင်လည်းမိုက်တယ်ဟာမစင်းနေလေဟုတ်တယ်တောင်းကန်လို့ရှော့ကြီးကေအကောင်းတယ်ဟာ โอเค ပေါက်လာပြီလားမသိဘူးပေါက်လာဟိုတယောက်တည်းကျွန်းသွားပြီမရတော့ကျွန်းသွားပြီဟုတ်တယ်ခါမှချီဘူးနဲ့မကန်ဘူးချီဘူးတူးရတော့တွားရင်တော့ကွာချီဘူးတူးရတော့တွားရင် ရှေဦးချီမပေါ့ ချီဘူးချီမမလားချီဘူးဒီကောင်းမင်း ဟုတ်လားကိုကဗမာပဲလား ဗမာ ကိုကမင်းမ ဗမာပဲ ဒီကကိုအောင်လို့ရောင်းစိတ်ကနေလည်းမင်းကလေးကြည့်ရမလား တည်ရပြောင်းသွားရင်လေခု ဟုတ်တယ်ပြောင်းလာပြီဟုတ်တယ်အဲ့တူကဘာလဲกินနေတာဘာလဲ ဟုတ်တယ်နင်းလာဦး ဟုတ်လား အိုးနေရာယူကောင်းမြန်ပြီကွာလေတယောက်တည်းလွတ်နေ ကိတော့လေရကြတယ်နော် နေရာတွဲကြည့်မှရမယ်မင်းကလေးဆိုဟုတ်တယ်မှန်တယ်ဖျားရည်ဆောင်းနာသွားပြီလားဒီနားတယောက်လာမလဲနော်စိုက်ဘက်ကဒီနားလေးလာနောက်တန်းပေါက်နေရတယ်တယောက်ပဲကြံတော့တယ်ပေးလိုက်တော့မှားပြီဆွဲပြေတာပြဿနာမရှိ လူကျွလာမကြည့်တော့နော် သူရရင်ကျွင်ပြီလေတိုင်းဖမ်းလားမဖမ်းလားမသိသေးဘူး ဒီနားနေမမြောက်တော့ ဟေးကျူးသူတို့ဘာပြက်နေရလဲမသိဘူးတခုခုတော့ခါလည်းမရှိဘူး ကဲအထွေးတာထွက်လာတာ